လူတွေက goal တစ်ခုခုလုံးမယ်လို့အစီအစဉ်ချလိုက်တယ်ပြီးရင်အဲ့ goal ကြီးကစာအုပ်ထဲမှာပဲချတော့ရေးထားလိုက်တယ်ပြီးရင်စာအုပ်ထဲမှာပဲအဲ့အားလုံးပဲမင်္ဂလာပါသူမကိုချင်းရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအပတ်ကပေါ့နော်ခုဒီမှာ screenshot ပြထားတဲ့မိကွန်းလေးကိုဖြည့်ပေးတာဖြစ်ပါတယ်မိကွန်းလေးကိုအရင်ဖတ်ပြပါမယ်ပေါ့နော်အလုပ်တွေကလည်းမနာရအောင်လုပ်ပြင်မယ်ရလက်ကြတော့အလုပ်ပြီးတဲ့မထင်ရဘူးပေါ့နော်နေ့စဉ်သင်ယူလေ့လာနေပေမဲ့တိုးတက်လာတယ်လို့လည်းမထင်ဘူး personal brand တီဆောက်မယ်ဆိုလဲအခြားသူတွေနဲ့ compare လုပ်ပြီးအားမရနဲ့ပဲမတီဆောက်နိုင်ဘူးအရှိကိုရှောက်နေပေမဲ့အနောက်မှာပဲကြံနေတယ်လို့ဖြစ်နေလို့ငါဘာတွေလွဲနေလဲဆိုတော့စိတ်နဲ့ stress တွေပဲရနေမိပါတယ်သူမကြီးတဲ့ဘလို့များဒီအခြေအနေကိုကြော်လွှားရမလဲဆိုတာကိုအကြံပြုပေးစေချင်တယ်ပေါ့နော်ဒီဗီဒီယိုကိုကျွန်မကထိရောက်တဲ့အားထုတ်မှုလို့နာမည်ပေးထားတယ်ပေါ့နော်ဒီမေးခွန်းလေးဖြည့်သွားပေးပါမယ် Okay ဆိုတော့ဒီလိုမျိုးပြဿနာကပေါ့နော်ကျွန်မရဲ့ personal development course ကိုတက်တဲ့သူတွေမှာတော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အဖြေရှိမယ်လို့ထင်တယ်ပေါ့နော် course ထဲကတချို့ course material လေးတွေကိုသုံးပြီးတော့ကျွန်မဒီမေးခွန်းကိုအချက်၄ချက်နဲ့ဖြေသွားပေးပါမယ်ပေါ့နော်အမှန်တော့ကျွန်မရဲ့ personal development course ဟာဒီလိုကိစ္စမျိုးတွေအတွက်ကိုလောက်ထားတဲ့ course ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ course ကတော့အဲ့လိုမျိုးသွားဝယ်ပြီးတော့တက်လို့မရဘူးပေါ့သူကပြီးသွားရင်ပြီးသွားပြီဆိုတော့ကျွန်မမှရောင်းစရာတော့မရှိဘူးဒါပေမဲ့အဲ့ထဲကအချက်၄ချက်ကိုအတူလေးထုတ်နှုတ်ပြီးတော့ပြောပြချင်ပါတယ်ပေါ့နော်အဲဆိုတော့ဒီလိုကိစ္စမျိုးဖြစ်ကြပြီဆိုလို့ရှိရင်ကျွန်မအနေနဲ့ diagnose လုပ်တာပေါ့နော်ကျွန်မအနေနဲ့အကြောင်းပြချက်ပေါ့ဘာဖြစ်လို့ဒီလိုဖြစ်ရလဲလို့တွေးတဲ့အကြောင်းပြချက်ကနံပါတ်1ကအလုတ်ကလုံနေပြီမဲ့goalကိုအသေးချာမတတ်မှတ်ထားလို့ဖြစ်တတ်ပါတယ်goal ကိုအသေးချာမတတ်မှတ်ထားဘူးဆိုတာလေတိကျကျမတတ်မှတ်ထားတာပေါ့နော်ဥမာအောင်မြင်ခြင်းတွေတော့ဖြစ်မယ်ပေါ့ဥမာ personal brand ဖြစ်လာခြင်းတွေအဲ့လိုမျိုးတော့ဖြစ်မယ်ဒါပေမဲ့အဲ့ဒါ goal မဟုတ်ဘူးအဲ့ဒါကျမတို့ dream လို့ပို့ပြီးတော့ပြောရင်မှန်မယ်ပေါ့နော်အရန်ဟိုရေဘူးရဆန်တာပေါ့ broad ဖြစ်တာပေါ့ကျယ်တယ်ပေါ့လေအဓိကကဘာလဲဆိုတော့ဒီ goal ဒီ तू ကsmart မဖြစ်ဘူးပေါ့နော်ဒီ smart goal ဆိုတဲ့ဟာလဲအများသောအားဖြင့်တော့ကြားဘူးရမယ်ထင်တယ်ဒါပေမဲ့အကယ်၍မကြားဘူးတဲ့လူတွေအတွက်ဆိုရင်ကျွန်မဒီမှာတစ်ခေါက်ပြန်ပြီးတော့ပြောပြပါမယ်ပေါ့နော် SMART smart သူက acronym ပေါ့စကားလုံးတစ်လုံးချင်းစီမှာအဓိပ္ပာယ်ရှိတယ်ဒီ S က specific ပေါ့ဒီ goal ကတိကျဖို့လိုတယ်ပေါ့နော် M လို့ပြောလို့ရှိရင်သူက measurable ဒီ goal အထမြောက်သွားတယ်ဆိုတာကိုဘယ်လိုမျိုးကျမတို့ကတိုင်းတာလို့ရတာလဲပေါ့နော်တချို့ဆိုရင်ဒီလိုမေးခွန်းမျိုးမေးကြတယ်ပေါ့နော် what does success look like ပေါ့နော်ဒီကိစ္စအထမြောက်သွားတယ်ဆိုရင်အောင်မြင်မှုကဘာနဲ့တူလဲဘယ်လိုမျိုးအောင်မြင်မှုကိုပြလို့ရလဲလို့မေးကြတာပေါ့နော် M က measurable ဖြစ်ပါတယ်A ကကြတော့ attainable ပေါ့နော်ကိုယ်မှာလက်ရှိနေတဲ့ resource တွေပေါ့resource ဆိုတာဥမာ skill set တွေပေါ့နော်ငွေကြေးလည်းဖြစ်နိုင်တယ် background လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ connection တွေကိုယ့်ရဲ့အကယ်၍ personal brand ရှိပြီးသားဆိုလဲရှိပြီးသား personal brand ကျွမ်းကျင်မှုလူအင်အားအဲ့ဒါတွေကိုအသုံးပြုပြီးတော့အခုကိုချလိုက်တယ်ဆိုတော့ကိုရနိုင်တဲ့အဝန်းဝိုင်းထဲမှာရှိတာလားဆိုတာကိုစမ်းစစ်နိုင်ဖို့လိုတယ် attainable ဖြစ်ဖို့လိုတယ်ပေါ့နော်မဖြစ်နိုင်တာကိုပြောလို့မရဘူးပေါ့လေဥပမာဆိုပါစို့ကျမတို့ဖြစ်ရမယ့်ကိုကပေါ့နော်လက်ရှိမြန်မာပြည်မှာနေတယ်အမေရိကနဲ့လည်းဘာတစ်ခုမှ contact တွေပါတယ်မရှိပဲနဲ့နောက်နှစ်လောက်ကြာရင်ပေါ့ဒါမှမဟုတ်နောက်လာမယ့်နှစ်မှာ American နိုင်ငံမှာပေါ့နော် business တစ်ခုကိုပိုင်တဲ့သူတယောက်ဖြစ်ချင်တယ်အဲ့လိုပြောလို့မရဘူးပေါ့ဥပမာမြန်မာပြည်တွင်းမှာဆိုလို့ရှိရင်ဖြစ်နိုင်သေးတယ်နိုင်ငံခြားမှာ US လိုနိုင်ငံမျိုးမှာနေပြီးတော့ business owner ဖြစ်ချင်တယ်အဲ့လိုပြောလို့ရှိရင်ကို့မှာ US နဲ့လည်း connection ဘာမှမရှိထားဘူးလေ့လာထားတာ plan လည်းဘာမှမရှိထားပဲနဲ့တစ်နှစ်လောက်အတွင်းမှာအဲ့လိုမျိုးဖြစ်ချင်တယ်ဆိုရင်အဲ့ဒါဒီattainable မဖြစ်နိုင်ဘူးပေါ့ဖြစ်နိုင်တဲ့ဟာမဟုတ်ဘူးပေါ့နော်ဆိုတော့SMA က attainable ပေါ့နော်နောက်တစ်ခုက realistic ဖြစ်တယ်ပေါ့ realistic ဖြစ်တယ်ဆိုတာကကြတော့လေကျမတို့ life မှာ value တွေရှိတယ်ပေါ့နော်life ရဲ့ value တွေရှိတယ်ပေါ့ကိုကဘာကိုတန်ဖိုးထားလဲဆိုတဲ့အရာပေါ့တချို့လူတွေကငွေကြေးကိုတန်ဖိုးထားတယ်တချို့လူတွေကအောင်မြင်မှုကိုတန်ဖိုးထားတယ်တချို့လူတွေကချစ်ချင်းမြတ်တာကိုတန်ဖိုးထားတယ်တချို့လူတွေက peace of mind ပေါ့စိတ်ရဲ့ငြိမ်းချမ်းခြင်းကိုတန်ဖိုးထားတယ်တချို့လူတွေကြတော့သူက growth mindset ပေါ့အမြဲတမ်းသူကစ조사ပြီးအတက်တစ်ခုခုနဲ့နေကြတာအဲ့လိုလိုမျိုးလည်းရှိတယ်တယောက်နဲ့တယောက် life မှာ value ချင်းမတူကိုကထားလိုက်တယ်ဆိုတော့ goal ဒီကိုနဲ့လည်း life ဖတ်မှုကိုရဲ့ value တွေနဲ့လည်းကိုက်ညီမှုရှိရမယ်ပေါ့နော် realistic ဖြစ်ရမယ်ယုတ်တိကျတဲ့ဟာဖြစ်ရမယ်နောက်ဆုံးတစ်ခုကတော့ time bound ဖြစ်ပါတယ် goal တစ်ခုချလိုက်ပြီးတော့ဘဝမှာတစ်ချိန်အဲ့လိုမဟုတ်ဘူးပေါ့နော်
like in the 5 years time မှာလား3 years time မှာလားဒါမှမဟုတ် in the 6 months ပေါ့6လအချိန်အတွင်းမှာလားတစ်နှစ်လောက်အတွင်းမှာလားဒါမှမဟုတ်နောင်လာမယ့်10နှစ်အတွင်းမှာလားတိုင်းပေါင်းဖြစ်ရမယ်ပေါ့အဲ့လိုမျိုးအင်္ဂါရက်တွေနဲ့မညီညွတ်လို့ရှိရင်အဲ့ဒါကို goal လို့မခေါ်ဘူးအဲ့ဒါကို dream အိမ်မက်မှတ်တယ်လို့ခေါ်ပါတယ်dream ကလည်းမကောင်းလို့မပြောဘူး I mean လောကကြီးမှာရှိနေကြတဲ့အခုလက်ရှိတည်ရှိနေကြတဲ့အရာတွေပေါ့နော်အခုကျမဒီမှာဒီအခန်းထဲမှာဒီခုံမှာထိုင်နေတယ်ပေါ့နော်ကျမရဲ့မျက်လုံးထဲမှာမြင်ရသမျှအရာတွေအကုန်လုံးရှိသမျှအကုန်လုံးဟာတစ်ချိန်ချိန်လုံးကမတည်ရှိတဲ့အရာတွေဖြစ်တယ်ဒါပေမဲ့လူတယောက်ယောက်ကအော်ဒီလိုပစ္စည်းလေးရှိရင်ကောင်းပါပဲပေါ့နော်ဒီလိုမျိုးဖန်တီးမှုလေးရှိရင်ကောင်းပါပဲဒီလိုပိုင်ဆိုင်မှုလေးရှိရင်ကောင်းပါပဲလို့စလိုက်တဲ့လူတယောက်ရဲ့အတွေးလူတယောက်ရဲ့ dream လေးရနေပြီးတော့အခုကျမတို့မျက်လုံးထဲမှာမြင်တွေ့နေရတဲ့ဖန်တီးတည်ထွင်မှုတွေတည်ရှိမှုတွေကဖြစ်လာနေတယ်ဒါကြောင့်မို့လို့ dream ဆိုတဲ့ဟာကိုလည်းဟိုမဖြစ်ဘူးပေါ့နော်မကောင်းဘူးမပြောဘူးအိမ်မက်ဆိုတာမက်ခွင့်ရှိတယ်ကျမမှလည်းကျမရဲ့ dream တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ dream ဟာခုနကပြောတဲ့နော် SMART smart ဆိုတဲ့ characteristic ပေါ့သူရဲ့ဝိသေသလက္ခဏာမပါလို့ရှိရင်အဲ့ဒါဟာ goal မဖြစ်လာဘူး dream နဲ့ goal နဲ့ရဲ့ကွာခြားချက်က dream ဆိုတာဖြစ်လာနိုင်တဲ့တစ်ချိန်ချင်းကြာရင်ဒါပေမဲ့ဘယ်တော့လဲတော့မသိဘူးပေါ့နော်ဘယ်တော့လဲတော့မသိဘူးပေါ့goal ဆိုတာကကြတော့ဘယ်တော့လဲသိတယ်ဘယ်လောက်ကာလအတွင်းမှာလဲဆိုတဲ့ဥစ္စာပြီးတော့ realistic ဖြစ်လားမဖြစ်လားကိုတကယ်ရနိုင်တဲ့အဝန်းဝိုင်းထဲမှာရှိလားမရှိဘူးလားဒါအကုန်လုံး figure out လုပ်ပြီးတော့မှ goal ဆိုတာမျိုးဖြစ်လာတာပေါ့အဲ့တော့dream နဲ့ goal ခွဲခြားပြီးတော့သိဖို့လိုတယ်ပြီးတော့dream ကို goal နဲ့လည်းမမှားဖို့လိုတယ်ပေါ့နော်dream လို့ပြောရင်ခုနကကျွန်မပြောသလိုမျိုးတစ်ချိန်ချိန်မှာတော့ဘဝမှာတစ်ချိန်ချိန်မှာတော့ US လို့နိုင်ငံမျိုးမှာပေါ့နော်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းရှင် entrepreneur တယောက်ဖြစ်ချင်တယ် well you can say that you can always say that ဘယ်နားမှာပဲနေအခုအဲ့စကားကိုပြောလို့ရတယ်ပြောခွင့်ရှိတယ် but this is a dreamစိတ်ထဲမှာအဲ့ဒါကိုမှတ်ထားရမယ်ဒါ this is a dream နောက်နှစ်အတွင်းမှာအဲ့ဒီ dream ကိုမပြည့်လာလို့ဆိုပြီးတော့စိတ်ဓာတ်တွေထိုင်ကြနေလို့မရဘူးဘာလို့စပြီးတော့အဲ့ဒီ dream ကိုစိတ်ထဲမှာထားလိုက်တဲ့က this is just a dream နောက်နှစ်အတွင်းမှာဖြစ်လာရမယ်လို့စိတ်ထဲမှာမမျှော်လင့်ခဲ့ရမယ်အိမ်မက်တစ်ခုတာဖြစ်တယ်ချိန်ချိန်မှာတော့ဖြစ်လာမှာပေါ့ well အိမ်မက်ကမက်ခွင့်ရှိတယ်ဒါပေမဲ့အဲ့ဒီအိမ်မက်ကနောင်လာမဲ့တစ်နှစ်အတွင်းမှာဖြစ်မလာလို့ဆိုပြီးတော့ကိုယ့်အကိုအရင် push လုပ်လို့မရဘူးပေါ့ goal ဆိုရင်တော့ well you got to push yourselfကဲကိုယ့်ရဲ့လုပ်ငန်းပေါ့လက်ရှိကကို့မှာလုပ်ငန်းအခြေခံတစ်ခုရှိပြီးသားဖြစ်တယ်အဲ့ဒီလုပ်ငန်းကိုနောင်လာမဲ့တစ်နှစ်အတွင်းမှာပေါ့နော်လက်ရှိရနေတဲ့ income ထက်ကို 20% လောက် income တက်ချင်တယ်နော်အခု300ရလို့ရှိရင်120ဖြစ်ချင်တယ်နောင်လာမဲ့တစ်နှစ်အတွင်းမှာကဲအဲ့ဒါလောက်ဆိုရင်ဒါဖြစ်နိုင်လို့ရှိတယ်အဲ့120ရဖို့အတွက်ကိုproduct ကထုတ်ကုန်ကထပ်ပြီးတော့တိုးချဲ့ပြီးတော့ထုတ်ရမှာလားဒါမှမဟုတ်ဘဲနဲ့ကြော်ညာအားနည်းနည်းထပ်သုံးပြီးတော့လက်ရှိနေတဲ့ product အရေးအတွက်ကိုပဲဈေးနည်းနည်းမြင့်ပြီးတော့ထပ်ပြီးတော့ကြော်ညာမှာလားစသဖြင့်စဉ်းစားလို့ရ100နဲ့120ဆိုတာတစ်နှစ်တွင်းမှာဖြစ်နိုင်ခြေရှိတဲ့ကိစ္စပေါ့အဲ့လိုမျိုးကိုကစပြီးတော့ goal ကိုသတ်မှတ်ခဲ့ဖို့လိုတယ် goal ကိုအသေးချာမသတ်မှတ်ခဲ့တဲ့အခါဘလောက်ကာလအတွင်းမှာဖြစ်မှာလဲဆိုတဲ့ဥစ္စာကိုလေကိုကမတိုင်းတာ measure မလုပ်ခဲ့ဘူးဆိုတဲ့အခါအဲ့ဒီ goal ဖြစ်လားမဖြစ်လားဆိုတဲ့ဟာကိုဘယ်လိုလုပ်သိပါမလဲနော် goal ကိုရောက်လားမရောက်လားဆိုတာကို measure လုပ်လို့မရတဲ့အတွက်ကြောင့်မလို့ငါတော့ဘဲမှမရောက်ဘူးလားမသိဘူးငါလှုပ်တော့လှုပ်နေရပဲဘဲမှလည်းမရောက်ဘူးဆိုတဲ့ဟာမျိုးဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့နံပါတ်1အရေးကြီးတဲ့အချက်ကကိုယ့်စီမှာလက်ရှိကကိုကဘယ်နှခုလောက်ရှိနေတာလဲဆိုတာကိုကိုယ့်အကိုအရင်စမ်းစစ်ကြည့်ပါဘောနော်အဲ့လိုစမ်းစစ်ကြည့်တဲ့အခါကိုထုတ်နေတဲ့ effort နဲ့အဲ့ဒီ goal နဲ့ကဘယ်လောက်ထိကိုက်ညီမှုရှိလဲဆိုတာကိုကြည့်လို့ရသွားလိမ့်မယ်ပေါ့ effort တွေကတော့စိုက်နေရတော့မှန်တယ်ဒါပေမဲ့အဲ့ဒီ effort တွေအကုန်လုံးကဒီတစ်နှစ်အတွင်းမှာပြည့်ရမယ်ဘယ် goal ကိုမှဥတည်နေတာမဟုတ်ဘူးဆိုရင် that effort is honestly nothing အဲ့ effort ကဘာမှမဟုတ်ဘူးဖြစ်သွားလိမ့်မယ်ဆိုတော့အဲ့ဒီလူတွေမှာပေါ့နော်ဒီလိုမျိုး concept လေးတစ်ခုရှိတယ်ပေါ့တခုခုလုပ်နေလို့ရှိရင် action တခုခုထားယူလိုက်လို့ရှိရင်ဒီဥစ္စာအထမြောက်နေပြီလို့ထင်ကြတဲ့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာscenario လေးတစ်ခုရှိတယ်ပေါ့နော်ကျမတို့ဒီဘောလုံးပွဲတွေမှာဆိုလို့ရှိရင် penalty ကန်ကြတယ်ပေါ့နော် penalty ကန်တဲ့အခါကျရင်ပေါ့နော်ဒီ goalie နဲ့တကယ်ကန်တဲ့ဟိုဟာနဲ့ပေါ့နော် player နဲ့ကြားထဲမှာရှိတဲ့အကွာအဝေးနဲ့ရတဲ့အချိန်နဲ့သတ်မှတ်လိုက်ရင်တဲ့နော်goalie ကဆိုပါစို့ तू ကဒီဟိုကန်မဲ့သူက player က तू ကန်ထည့်လိုက်တယ်ပေါ့နော်ကန်ထည့်လိုက်လို့ရှိရင် तू ကန်တာဒီ goal post ရဲ့ဘယ်ဘက်ကိုသွားမှာလားညာဘက်ကိုသွားမှာလားဆိုတော့ तू ခေါင်းထဲမှာ decide လုပ်ခဲ့ရမယ်ဟုတ်တယ်နော် तू မကန်ခင်တည်းကငါဘယ်ဘက်ကိုကန်မလဲဆိုတော့ तू ဆုံးဖြတ်ရမယ်ပေါ့အဲ့လိုဆုံးဖြတ်တဲ့အခါပေါ့နော်ဒီ goalie ကလည်း
ပြောမယ်ဆိုရင် तू ကန်လိုက်တဲ့ဥစ္စာဘယ် तू ကအလဲမနေရဲဆို तू ဘယ်ဘက်ကိုသွားမှလဲဆိုတဲ့ဟာကို तू decide လုပ်ရမှာ哦 तू ကြည့်ရတာဘယ်ဘက်ကိုကန်မှာလားညာဘက်ကိုကန်မှာလားဘယ်ဘက်ကိုကန်မယ်ဆိုငါဘယ်ဘက်ကိုရိမ့်ပြီးတော့ဖမ်းမှာပေါ့ तू ကနှစ်ဖက်စလုံးကိုတခါတည်းအလဲကနေပြီးတော့ဘယ်ဝညာကိုပြေးဖမ်းလို့မရဘူးလीเนาะဆိုတော့အဲ့လိုဆိုလို့ရှိရင်ပေါ့နော်ဟိုကကန်လိုက်တဲ့အချိန်မှာဂိုးလီကကန်လိုက်တော့မှငါဘယ်ကိုဖေးဖမ်းမှာလားညာကိုဖမ်းမှာလားဆိုတာကိုဆုံးဖြတ်လို့မရဘူးတဲ့သူ့အနေနဲ့ငကိုတဲ့ကဒီဘောကိုမကန်ခင်တဲ့ကဘယ်ကိုဖမ်းမလားညာကိုဖမ်းမလားဆိုတာတခါတည်း decide လုပ်ပြီးသားဖြစ်ရမှာတဲ့ဘာဖြစ်လို့လဲဆိုတော့ဘောလုံးကဒီကွာဝေးကအရင်နေတဲ့အတွက်စကန်လိုက်တော့မှဆုံးဖြတ်မယ်ဆိုလို့ရှိရင်အချိန်ကမမီတော့ဘူးပေါ့နော်ဂိုးလီအနေနဲ့မကန်ခင်တဲ့ကဘောလုံးထွက်မလာခင်တဲ့ကငါဘယ်ဘက်ကိုဖမ်းမလဲဆိုတာကိုဘောလုံးသမားရဲ့ပေါ်ရှာကိုပေါ့ player ရဲ့ပေါ်ရှာကိုကြည့်ပြီးတော့ तू က decide ကလုပ်ရတော့မှာမလာခင်တဲ့ကလုပ်ရမှာလာပြီးမှလုပ်ရတာမဟုတ်ဘူးအဲ့တော့ပြောရမယ်ဆိုရင်ဒါကဟိုလေသူ့ရဲ့တဘာနဲ့သူ့အတွေ့အကြုံပြီးတော့ तू ကိုယ်တိုင်လည်းခန့်မှန်းပြီးတော့ငါတို့ဘယ်ဘက်ကိုရိမ့်မလဲဘယ်ဘက်ကိုပြစ်ပြီးဖမ်းမလဲဆိုတဲ့ဟာမျိုးငကိုတဲ့ကသူဒီစမကန်ခင်တဲ့ကြိုစဉ်းစားရတာပေါ့နော်မြင်ဘူးကြမှာပါနော်အဲ့ဒီပန်နတီကန်ပြီဆိုလို့ရှိရင်ဒီဂိုးလီတွေကလုံးဝခန္ဓာကိုယ်ကြီးကပြစ်ထည့်လိုက်ပြီးတော့တစ်ဖက်ဖက်ကိုရိမ့်ပြီးတော့လိုက်ဖမ်းတာလीနော်ဘောလုံးလိုက်ဖမ်းတာပေါ့ဆိုတော့အဲ့လိုမှာတဲ့နော်အများစုရတယ်တကယ်တမ်းက तू ကကန်လိုက်လို့ရှိရင်အလဲကိုပဲကန်ကြတာများတယ်ပေါ့နော်သူရဲ့ research data တွေအရဆိုလို့ရှိရင်ကန်တဲ့သူကအလဲကိုပဲကန်တာပေါ့ဘယ်ဝညာကိုကန်တာတော့မဟုတ်ဘူးပေါ့လေတကယ်တော့စောင့်ဖမ်းရမှာ तू ကအလဲကနေစောင့်ဖမ်းရမှာပေါ့ဒါမဲ့ဂိုးလီအနေနဲ့လည်း तू ကဒါဂိုးဖမ်းသမားအနေနဲ့ action လေးတော့ तू ပြချင်တာပေါ့နော်ဟာလုံးဝခန္ဓာကိုယ်ကြီးကိုပြစ်ထည့်ပြီးတော့လုံးဝဖမ်းထားလိုက်တဲ့ action မျိုးလဲ तू ပြချင်တာပေါ့အဲ့တော့တစ်ဖက်ဖက်ကတော့ तू ကဘလို့ဖြစ်ဖြစ်ရိမ့်ပေးရတယ်ပေါ့နော်ဟိုဘက်ရိမ့်လားဒီဘက်ရိမ့်လိုက်ရိမ့်ပေးရတယ်ပေါ့တကယ်ကတော့ကိုကဝင်သွားလို့ရှိရင်အများသောအားဖြင့်အလဲကိုဝင်သွားပြင်မဲ့လေတော်တော်များများအလဲမှာထိုင်ပြီးတော့ဒီတိုင်းစောင့်မဖမ်းပါဘူးတဲ့စလာတဲ့က तू ကတစ်ဖက်ဖက်ကိုရိမ့်မယ်ဆိုတဲ့ဟာမျိုးပဲလောက်ကြတာများတယ်ပေါ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်တဲ့ပေါ့နော်အဲ့ဒါကိုကျွန်မဒီစာအုပ်တုပ်ထဲမှာဖတ်ရတာပေါ့လေနော်အခုဒီမှာပြထားတဲ့စာအုပ်ထဲမှာဖတ်ရတာပေါ့လေဘာကြောင့်လဲဆိုတော့လူတွေကအရှင်အရန်ယူကျင်တာပေါ့ဒါတခုခုဆိုလို့ရှိရင်ကိုထလှုပ်လိုက်ချင်တာတခုခုထလှုပ်လိုက်လို့ရှိရင်ဖြစ်သွားပြီပေါ့နော်တခုခုလှုပ်လိုက်ရင်တခုခုဖြစ်သွားမယ်ဆိုတော့ခံစားချက်ရှိတာပေါ့လူရဲ့ nature တဘာဝကိုယ်တိုင်ကတခုခုထလှုပ်လိုက်မယ်ပေါ့ဘာလို့အမှန်တော့မသိပေမဲ့တခုခုထလှုပ်လိုက်မယ်ဆိုတော့စိတ်ရှိတဲ့အတွက်ကြောင့်မလို့အလဲမှာထိုင်နေလဲဒီကိုကအလဲကိုပဲလာမှာပဲဖြစ်ပေမဲ့လို့လဲတစ်ဖက်ဖက်ကို तू ကပြေးဖမ်းရတဲ့သဘောရှိတာပေါ့လေအကျိန်တိုင်းတော့မဟုတ်ဘူးပေါ့အားလုံးကတော့အလဲကိုကန်တာမဟုတ်ဘူးဒါပေမဲ့အများစုကတော့ကန်ရင်အလဲကိုကန်တယ်ဒါပေမဲ့အလဲမှာထိုင်ပြီးတော့မဖမ်းကြဘူးပေါ့တစ်ဖက်ဖက်ကိုရိမ့်ပြီးတော့ပဲဖမ်းလေးရှိတယ်ပေါ့နော်အဲ့ဒါဟာ तू ကဘောပွဲနဲ့ဥပမာပြတာပေါ့နော်ကျမတို့တကယ် real life ထဲမှာလည်းအဲ့ဒါမျိုးတွေအများကြီးတွေ့ရတယ်ပေါ့နော်ကျမတို့ marketing မှာဆိုလို့ရှိရင်အဲ့ဒါကို feel good activity လို့ခေါ်တယ်ကျမအဲ့ဒါကိုကျမ corporate အမှာတော့ကမြင်ခဲ့ရဘူးတယ်ပေါ့နော်ကုမ္ပဏီနှစ်ခုရှိတယ်ပေါ့နော်တစ်ခုကကြတော့ तू ကဟိုကြော်ညာတစ်ခုလုပ်ပြီဆိုတဲ့အခါတစ်နှစ်လုံးစာမှာကျမတို့မှာ theme တစ်ခုပဲရှိတယ်သူ့ရဲ့ message brand message ကတစ်ခုပဲရှိတယ်အဲ့ဒီ brand message တစ်ခုကိုပဲသူ့ရဲ့ဒီဟာကmarketing budget ကကြီးရင်ကြီးသလောက် budget ကိုအကြီးကြီးသုံးပြီးတော့ကြော်ညာကြီးရိုက်ချလိုက်တယ်ကြော်ညာကိုရိုက်ချလိုက်တယ်ပြီးတော့60စက္ကန့်30စက္ကန့်ပေါ့နော်နောက်15စက္ကန့်5စက္ကန့်ဆိုပြီးတော့စက္ကန့်တွေအများကြီးခွဲပြီးတော့ဟို media အားကောင်းကောင်းနဲ့ तू ကထည့်လိုက်တယ်အဲ့ကြော်ညာ campaign ကဒီတစ်ခုတည်းပဲဒီ message တစ်ခုတည်းပဲရိုက်ထားတဲ့ TV ကြော်ညာတစ်ခုတည်းကိုပဲအပိုင်းပိုင်းတွေခွဲပြီးတော့ထည့်တယ် digital မှာလည်းပဲကျမတို့က boosting ကိုကောင်းကောင်းလုပ်နိုင်တယ် boosting နေမဟုတ်ဘဲနဲ့ဒီ Facebook နဲ့ဒဲကြော်ညာတဲ့ဟာပေါ့လေဘယ်လိုဟာမျိုးလဲဆိုတော့ဥပမာကျမတို့ video တွေကြည့်လို့ရှိရင်လေဒီဥပမာ influencer ကြော်ညာမဟုတ်ဘူးကွယ်เนาะဒီ video ကိုကြည့်ရင်influencer လည်းကြော်ညာနေရတော့မဟုတ်ဘူးဒါပေမဲ့ Facebook ကနေသူ့အလိုလိုတက်လာတဲ့ဗီဒီယိုတွေရှိရလေအဲ့လိုဗီဒီယိုတွေထဲမှာထည့်တယ်5စက္ကန့်တွေရော15စက္ကန့်တွေရောအဲ့လိုမျိုးတွေထည့် YouTube တွေမှာလည်းထည့် media ကို share ပတ်စံသုံးပြီးကြော်ညာတာ digital မှာ content လုပ်ရင်လည်းအားလုံးဒီ message ကိုပဲဥတည်ပြီးတော့သွားတာပေါ့ message ကတစ်ခုတည်းဥမာတစ်နှစ်လုံးမှာပတ်စံများသုံးပြီးတော့ဘယ်လိုမျိုး effective ဖြစ်မလဲဆိုတဲ့ဟာကို message တစ်ခုတည်းကို campaign မျိုးစုံလုပ်တာပေါ့အဲ့လိုလုပ်တဲ့ company နဲ့နောက် company တစ်ခုကြတော့ तू က brand message ကတော့ရှိတယ်သူ့မှာ key message ရှိပြီးသားအဲ့ဒါကိုကျမတို့အဲ့ company မှာတော့က तू က CEO ကဒီ marketing activities တွေထဲမှာ तू အရန်ဝင်ပါတာဘာလို့ CEO က तू marketing line ရလာတာဆိုတော့တကယ်ဆိုရင် CEO ဆိုတာ marketing တစ်ခုလည်းလုပ်ရတဲ့သူတော့မဟုတ်ဘူးသူ့မှာတခြားလုပ်စရာတွေအများကြီးရှိပေမဲ့ तू က marketing line ရလာတော့
သူကျွမ်းကျင်တဲ့အပိုင်းဖြစ်နေတော့ marketing မှာ तू အရင်ဝင်ပါတာပေါ့ဒါ तू က CSR ပေါ့နော်ဟိုလိုမျိုးလှူတာတွေပါတွေအဲ့ဒါမျိုးတွေလည်း तू ကလုပ်ပြကျင်တယ်ပေါ့နော် brand budget ထဲကနေပြီး CSR ကို तू ယူသုံးတယ် TV ကြော်ညာတွေလည်းလုပ်ချင်တယ် digital မှာဆိုလို့ရှိရင်လည်းကဲဟိုပါပေါ့ကျမတို့အဲ့တုန်းကဆိုရင် packaging နဲ့ပေါ့နော်ဒီ product တွေရဲ့ packaging ကိုသုံးပြီးတော့လုပ်တဲ့ packaging အလှဆင်တဲ့ activity တွေအဲ့ဒါမျိုးလေးတွေရှိတယ်နောက် stage show တွေလုပ်ကြရတယ်ဆိုရင်လည်း तू အဲ့ဒါလုပ်ချင်တယ်ပြောချင်တာကျမတို့ marketing budget ကြီးတဲ့ company နှစ်ခုစလုံးက budget ကြီးတဲ့ company တွေပဲဆိုတော့ဒုတိယ company မှာလည်း तू budget ကြီးတယ်ဒါပေမဲ့ CEO က तू အားလုံး तू လုပ်ချင်တယ် CSR ဆိုလည်းလုပ်ချင်တယ်အဲ့လို packaging design နဲ့အလှပလုပ်တာဆိုလည်းလုပ်ချင်တယ်เนาะအဖုံးတွင်းကန်ဆန်းမဲတို့ဟာမျိုးဆိုလည်းတွားချင်တယ် तू အများကြီး तू လုပ်ချင်တယ်လုပ်ချင်တဲ့အခါ marketing team ကလည်း CEO ကြိုက်တဲ့ဟာတွေကိုလိုက်ပြီးတော့လုပ်ပေးရတယ်ပေါ့နော်သူ marketing team ရဲ့ head ကလည်းသူက CEO နဲ့အရင်မ fight ချင်ဘူးပေါ့မ fight ချင်တော့သူခိုင်းတဲ့ tick box လေးတွေကိုလိုက်လုပ်ပေးရတယ်အကုန်သူကဝင်ပါချင်တာပေါ့လေဆိုတော့ marketing team ကအလုပ်အရင်များတယ်တေးသေးလေးနဲ့ mossy လေးတွေအများကြီးလုပ်ရတယ် brand message တွေကလည်း campaign တစ်ခုမှဆိုတစ်မျိုးလောက်ဖြစ်အများကြီးလုပ်ရတယ်ကုန်ကြတဲ့ budget ကအတူတူပဲ marketing team အလုပ်များတာဟာအဲ့ဒုတိယ company မှာဒါအလုပ်များတယ်သေးလေးနဲ့ဟိုပစ္စည်းတွေဆိုလို့ရှိရင်လည်း merchandise တွေကိုအကောင်းစားရောဟိုအပေါ်စားရောအမျိုးမျိုးထုတ်ချင်တယ် campaign တွေတစ်နှစ်လုံးမှာတောက်လျှောက်ပြေးလိုက်ကြည့်လိုက်လို့ရှိရင် marketing activity ကြီးကအပြည့်ပဲ budget တွေလည်း share သုံးထားတာပဲအတူတူပဲပထမ company မှာကြတော့ marketing activity တွေလည်းအပြည့်ပဲဒါပေမဲ့ marketing activity တွေကအဓိက key တစ်ခုပဲအဲ့ဒီ key တစ်ခုတည်းကိုပဲရိုက်လိုက်ပြီးတော့အဲ့ဒီရိုက်လိုက်တဲ့ဟာကိုချွေချပြီးတော့သုံးတာပေါ့လေteam အနေနဲ့ဆိုလို့ရှိရင်လည်းသူအလုပ်နည်းနည်းပို့ပြီးတော့နည်းတယ်ပေါ့နော်အလုပ်နည်းတယ် activity လည်းအရေးအတွက်နည်းတယ်သူက media value များသွားတယ်ခေါ်တာပေါ့နည်းနည်းတော့ marketing ဆိုင်တဲ့စကားလုံးတွေတော့ဖြစ်တယ်ပေါ့နော်နားထောင်တဲ့အထဲမှာကျမ channel ဆိုတော့ marketing ကိုနားထောင်ကြတဲ့လူတွေပါမယ်ထင်တယ်သဘောပေါက်မယ်ထင်တယ်ပေါ့ကျမပြောတာ activity တော့နည်းသွားတယ်အလုပ်လည်းနည်းတယ် budget ကသုံးတာတော့အတူတူပဲနှစ်ဖက်ကထိရောက်တာဘယ်သူကထိရောက်လဲသိလားတစ်ကထိရောက်တယ်ဘာလို့တော့ message တစ်ခုတည်းကိုတညီတည်းတတန်နဲ့ထွက်တာဒုတိယဟာမှာကြတော့အလုပ်တွေတော့များတယ် activity လည်းလုပ်လိုက်တယ် content တွေလည်းအများကြီးတော့ထွက်တယ် social media ပေါ်မှာဒါပေမဲ့အဲ့ဒီလုပ်လိုက်တဲ့ content တွေနဲ့ brand နဲ့ချိတ်ဆက်မိလားဆိုရင်မချိတ်ဆက်မိဘူး content လည်းပေါက်တယ်ဒါပေမဲ့အဲ့ content ဘယ် brand ကလုပ်တာလဲဆိုရင်လူတိုင်းကတိတ်ပြီးတော့ recall မခေါ်နိုင်ဒီ brand ကဘယ်ကလုပ်တာလဲဆိုတော့မသိလိုက်ဘူး content ကြီးရတော့ပေါက်တယ်အဲ့ဒါကြောင့်မလို့သူကဒုတိယဟာ effective မဖြစ်ဘူးတကယ်တမ်းအယောင်ကိုဘယ်ဟာတက်စေလဲဆိုရင်ပထမဟာတက်စေတယ်အဲ့ဒါလည်းခုနကကျွန်မပြောတဲ့သူက theory ပဲfee code activity လို့ခေါ်တယ်ကျမတို့ marketing မှာ CEO က fee code ဖြစ်ဖို့အတွက်ပေါ့နော်သူစိတ်ထဲမှာဟာငါတို့အများကြီးလုပ်နေတယ်ပေါ့ presentation တွေထဲမှာအထက်ကဒါ board အဖွဲ့ကိုပြမယ်ဆိုရင်ဟာ marketing budget ကြီးကအများကြီးသုံးထားတော့ဟာဘလို့ activity တောင်လုပ်နေ CSR ဆိုလဲလုပ်တယ်ဟိုမှာလဲဝင်ပါဒီမှာလဲဝင်ပါဆိုတော့ကြည့်လို့အရန်ကောင်းတာဒါပေမဲ့ effective ဖြစ်လားဆိုမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ goal တေချာမရှိဘူးခုနကကျွန်မပြောသွားတဲ့ company နှစ်ခုမှာပထမ company ကဘာဖြစ်ချင်တာလဲဆိုရင် तू က brand recall တက်ချင်တာအဲ့ brand recall ဆိုတာကိုနားထောင်တဲ့လူတွေထဲမှာမသိတဲ့လူတွေအများကြီးပါမယ်ပြဿနာမရှိဘူးအဲ့ဒါအရေးမကြီးဘူးအဓိကကျွန်မဘာပြောချင်တာလဲဆိုတော့သူ့မှာ goal ရှိတယ် brand recall က percentage ဘယ်လောက်တက်ချင်တယ်ဆိုတော့ goal ရှိတယ် brand recall ဆိုတာဘာကိုပြောတာလဲလို့မေးရင်ဒီကြော်ညာကိုကြည့်လိုက်ရင်ဘယ် brand ကလုပ်တာလဲဆိုတဲ့ဟာကိုကြော်ညာကိုကြည့်တာနဲ့ brand ကိုတခါတည်း recall လုပ်နိုင်ရမယ်ခေါ်နိုင်ရမယ်ပေါ့နာမည်ပြောနိုင်ရမယ်အဲ့ဒါ brand recall အဲ့ဒါမှလည်း तू ကအယောင်းသွားပြီးတော့ညီတာ content ပေါက်ပြီးတော့ engagement အရန်ကောင်းလို့အဲ့ဒီပစ္စည်းကရောင်းရတာမဟုတ်ဘူးမတူဘူးအဲ့နှစ်ခုကဆိုတော့အများကြီးလုပ်ယုံနဲ့အကျိုးရလဒ်ကဖြစ်တာမဟုတ်ဘူးဆိုတော့အခုလဲဒါကကျွန်မ marketing ရဲ့ဟိုဥပမာလေးကိုယူပြီးပြတာပေါ့အခုလဲအဲ့လိုမျိုးပဲအများကြီးလုပ်နေတယ်တော့ထင်ရလိမ့်မယ် but then goal ကဘာမှမသိဘူးပြီးတော့အဲ့ဒီ goal ကလည်းခုနကကျွန်မပြောလို့အရန်ကျယ်ပြန့်တယ်ပေါ့ broad အရန်ဖြစ်တယ်အောင်မြင်ခြင်းနဲ့ personal brand တစ်ခုရှိခြင်းနဲ့လုပ်ငန်းတစ်ခုရှိခြင်းနဲ့အဲ့လောက်ကအဲ့ဒါ goal မဟုတ်ဘူး is a dream ဆိုတော့ goal မရှိရင် goal ကမတိကျမသေးတတ်လို့ရှိရင်အလောက်ကလုံနေတယ်လို့ထင်ရပါမယ်ခရီးကမရောက်ပါဘူးအဲ့ဒါနံပါတ်1ဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ goal ကတော့ရှိပြီးမှန်တယ်ဒါပေမဲ့ break down မလုပ်နိုင်ရင်ပေါ့နော်အဲ့ဒီ goal ကိုခွဲမချနိုင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီ goal ကအထမမြောက်ဘူးအထမမြောက်တော့ဘာမှမဖြစ်ဘူးခံစားရတာမျိုးရှိနိုင်ပါတယ်အဲ့ဒါလဲကျွန်မ personal development class ထဲမှာသင်ခဲ့တယ်ပေါ့နော်အဲ့ဒီက course material တခုကိုယူပြီးပြောမယ်ဆိုလို့ရှိရင်ပေါ့နော်လူတွေကဟို goal တစ်ခုခုလုပ်မယ်လို့အစီအစဉ်ချလိုက်တယ်ပြီးရင်အဲ့ goal ကြီးကစာအုပ်ထဲမှာပဲချတော့ရေးထားလိုက်တယ်ပြီးရင်စာအုပ်ထဲမှာပဲအဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီ goal ဟာပထမအချက်နဲ့လည်းချိတ်တာပေါ့လေကိုရနိုင်တဲ့ဟာလို့မထင်ကိုကဖြစ်ချင်တယ်လို့သာပြောလိုက်တာဒါပေမဲ့ကိုယ့်ရဲ့မသိစိတ်ထဲမှာသိနေရငါမရနိုင်တော့ပါဘူးဒီ goal ကြီးကအကြီးပဲငါမရနိုင်တော့ဘူးအဲ့မှာလုံးမနေတော့နဲ့ဆိုတော့အသိစိတ်ကသာချရမှာမလို့သာ goal ကိုချပြီးတော့
တချို့ဆိုချတော့မရေးဘူးပေါ့နော်ခေါင်းထဲမှာပဲစဉ်းစားတာရှိမယ်တချို့ကချတော့ရေးလိုက်တယ် New Year resolution ပေါ့ဒါပေမဲ့စာအုပ်ထဲမှာပဲအိတ်နေဘာမှမဖြစ်တယ်ဆက်မဖြစ်လာတော့ဘူး procrastinate အရင်လုပ်တာပေါ့အဲ့လိုလုပ်တဲ့အခါကျရင်အရေးကြီးတာက goal ကို तू က break down လုပ်ဖို့လိုပါတယ်ပေါ့နော်ဥပမာဆိုပါစို့3လအတွင်းမှာ10ပေါင်ကျကျင်တယ်ပေါ့3လအတွင်းမှာ10ပေါင်ကျကျင်တယ်ဆိုရင်အစားလဲနည်းနည်းများပြီးတော့ lifestyle မှာကိုယ်တိုင်က movement လုံးဝမရှိတဲ့လူတစ်ယောက်အနေနဲ့ဆိုရင်3လမှာ10ပေါင်ဆိုတာကိုသူတို့အကြီးမြင်နိုင်တယ်ဟာဘယ်လိုလုပ်ဖြစ်နိုင်မှာမလဲ3လမှာ10ပေါင်မဖြစ်နိုင်ဘူးငါပုံစံနဲ့အဲ့လိုဖြစ်မယ်ပေါ့ဒါပေမဲ့အဲ့ဒီ goal ကိုပဲကျမတို့ဟာပေါ့နော်trainer တွေခေါ်တယ်ပေါ့နော်ဒါမှမဟုတ်ခုနောက်ပိုင်းမှာအဲ့လိုမျိုးမှာဟို trainer ဟိုလိုမျိုး gym trainer မဟုတ်ရင်တောင်မှအဲ့လိုမျိုး weight training ကောင်းကောင်းလုပ်ပေးနိုင်တဲ့သူတွေရှိမယ်ထင်တယ်နောက်အစားအသောက်ကအစားဂရုစိုက်ပေးတဲ့သူတွေပေါ့ဆိုအဲ့လူတွေကဘာလုပ်ပေးတာလဲဆိုရင်ကဲ3လအတွင်းမှာ10ပေါင်ကျကျင်တယ်အဲ့ဒါဆိုလို့ရှိရင်တော့တစ်လမှာတော့ဘယ်နှပေါင်ကျမှဖြစ်မယ်အဲ့လိုလုပ်မယ်ဆိုရင်တော့သူ့ရဲ့ lifestyle ထဲမှာ break down လုပ်ပေးတာ task ကို break down လုပ်ပေးတာတနေ့မှာတော့ calorie ဘယ်လောက်စားရမယ်ပေါ့နော် movement ကတော့เนาะဒီ exercise ကတော့တနေ့မှာဥပမာနိုင်ဝက်ပဲဖြစ်ဖြစ်တနာရီပဲဖြစ်ဖြစ်ဘလို့အမျိုးအစားလုပ်လို့ရှင်เนาะပထမလမှာတော့เนาะဟိုအစီကိုဘလို့ကျသွားမယ်ဒုတိယလမှာတော့ကြွက်သားကိုကြစ်လာအောင်လုပ်မယ်စသဖြင့်သူက task ကို break down လုပ်ပေးတာခွဲချပေးတာ professional တွေလုပ်တယ်ဆိုတာအဲ့သဘောမျိုးပဲပေါ့နော်အဲ့တော့ကိုကတော့ဆိုပါစို့ weight training ကိုလုပ်ပေးနိုင်တဲ့ trainer တော့မဟုတ်ဘူးဒါပေမဲ့ဘယ် task မှာမဆိုဘယ်ကိစ္စမဆိုတကယ်အချိဖြစ်ချင်တယ်ဆိုရင်သွားရတာအဲ့လိုပဲ trainer မငားလဲရတယ်အဲ့ဒါကိုယ့်အကူသာတကယ် design ဆွဲနိုင်တယ်ဆိုရင်ရတယ်ပေါ့နော်အများကြီးစဉ်းစားတာထက်စလာတဲ့က3လမှာ10ပေါင်လို့စဉ်းစားတာထက်တစ်လမှာပထမလမှာဘာဖြစ်ရမယ်ဒုတိယလမှာဘာဖြစ်ရမယ်တတိယလမှာဘာဖြစ်ရမယ်အဲ့ဒါကိုခွဲခြားလို့ရတယ်အဲ့ဒါမှပထမလမှာဆိုပါစို့နော်ဟိုဘယ်လောက်ထိအစီကျသွားခြင်းလဲဆိုရင်အဲ့လိုဖြစ်ဖို့အတွက်ကိုဟိုဟာအစားအသောက်ပေါ့နော်အစားအသောက်မှာdiet plan ဘယ်နေ့ကနေစစားမလဲဆိုတော့10ပေါင်ကျမဲ့ကိစ္စကိုခဏမေ့ထားလိုက်ဒီလအတွင်းမှာသတ်မှတ်ထားတဲ့ diet plan နဲ့အရင်စားနိုင်အောင်လုပ်မလားပေါ့ that is your goal your goal က3လမှာ10ပေါင်ကျဖို့ထက်ကိုခုလောလောဆယ်ဂရုစိုက်ရမှာကငါ diet plan လေးပဲတနေ့စာမိအောင်လုပ်ကြည့်ရအောင်တနေ့စာပဲ diet plan တနေ့စာစားမဲ့ဟာ calorie ဘယ်လိုတွက်မလဲရဲ့အဲ့ calorie နဲ့လိုက်ပြီးတော့ချက်ပြုတ်တဲ့ဟာဈေးဝယ်တဲ့ဟာလုပ်တာရဲ့ပြီးတော့တနေ့မှာ45မိနစ်လောက်เนาะဟို gym ကစားတာပဲဖြစ်ဖြစ်เนาะပြေးတာပဲဖြစ်ဖြစ်တခုခုလုပ်မလားပေါ့အဲ့ဒါဆိုလို့ရှိရင်လည်းအဲ့တနေ့တာအတွင်းမှာအဲ့ task နှစ်ခုကိုလုပ်နိုင်လို့ရှိရင် just be confident that အဲ့တိုင်းသာဆက်ပြီးလုပ်သွားလို့ရှိရင်3လမှာ10ပေါင်ကကျမယ်ဆိုတဲ့ confidence ကိုရလာမယ်ဘာကြောင့်လဲဆိုတော့ကိုမြင်ရမှာကနှစ်ခုရှိတာပေါ့တစ်ခုကအခုဒီနေ့မှာပေါ့နော် calorie deficit နဲ့စားရရဲ့45မိနစ်စာဆော့တာရဲ့အဲ့ဒီနှစ်ခုဟာ task သေးလေးတွေမဟုတ်ဘူးအဲ့ဒီဥစ္စာဟာ3လပလန်ကြီးရဲ့ task သေးလေးတစ်ခုဖြစ်တယ်ပေါ့အဲ့ဒါကိုကိုယ်စိတ်ထဲမှာယုံကြည်နေဖို့လိုတယ်အဲ့ plan ကြီးကိုယုံကြည်ဖို့လိုတယ် professional ငှားလိုက်တယ်ဆိုတာလည်းအဲ့လိုမျိုးပဲ3လရှိတယ်အဲ့3လထဲမှာဒီနေ့တစ်ရက်စာဒီလိုလုပ်နိုင်လို့ရှိရင်တော့ဟို3လမှာ10ပေါင်ကျမယ်ဆိုတာကို professional က trainer ကိုဟိုဖြစ်ထားလို့ commitment ပေးထားလို့အဲ့လိုမျိုးပဲကိုယ့်အကူလည်းပေးလို့ရတယ်3လမှာ10ပေါင်ကျမယ်ကိုယ့်အကူစနစ်ချလိုက်တယ်အဲ့ breakdown လုပ်ထားတဲ့ထဲကဒီနေ့တစ်နေ့စာလုပ်ရမယ့်ဟာဒီ task နှစ်ခုအဲ့ဒါဆိုလို့ရှိရင်ငါဒီနှစ်ခုလုပ်လို့ရှိရင်3လစာမှာ10ပေါင်ကျမယ်အဲ့ဒီ confidence ကကိုယ့်အကူရှိလို့ရတယ်အဲ့ဒါတခုပေါ့နောက်တစ်ချက်ကဘာလဲဆိုတော့ကျမတို့ရဲ့အုံနောက်ကတဲ့တခုခုဖြစ်အောင်လုပ်တယ်ဆိုတဲ့အခါပေါ့နော်အခုဆိုရင်10ပေါင်ကျအောင်လုပ်မယ်ဆိုတဲ့ confidence ပေါ့နော်အဲ့ယုံကြည်မှုဟာကျမတို့အုံနောက်ထဲမှာတွေးတဲ့အတွေးလောက်နဲ့လိုက်လုပ်တာမဟုတ်ဘူးတဲ့အုံနောက်ကကျမတို့ရဲ့ action ကိုကြည့်တာလို့ပြောတယ်အခုဖြစ်ချင်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့တစ်နေ့စာဘာလုပ်နေလဲငါဘာလုပ်နေလဲပေါ့ပြောချင်တာအုံနောက်ကိုယ်တိုင်ကိုယ်အုံနောက်ကိုယ်တိုင်ကိုယ်စောင့်ကြည့်တဲ့ပုံစံကအခုပြောတာတော့ဟုတ်ပါပြီ goal ကတော့ရှိတာတော့ဟုတ်ပါပြီ what exactly are you doing in action အားဖြင့်ဆိုလို့ရှိရင်ငါဘာလုပ်နေလဲလို့ကြည့်တာပေါ့ပြောတော့ပြောလိုက်ပြီးတော့ action အားဖြင့်ဘာမှထားမလုပ်နေတာကိုမြင်လို့ရှိရင်ကိုယ်အုံနောက်ကိုယ်တိုင်ကငါပြောတာပါတကယ်တမ်းငါဘာမှလုပ်တဲ့ဟာမျိုးမဟုတ်ပါဘူးဆိုတော့အတိတစ်ခုကကိုယ်အုံနောက်ကိုကိုယ့်အကူသွားပြီးတော့ signal သွားပေးလိုက်လို့ရှိရင် you're not a confident person anymore အခုဒီဟိုပါပေါ့ဒီ3လမှာ10ပေါင်ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့လဲယုံကြည်မှုကညော့သွားတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အကူလဲ self motivation မလုပ်နိုင်တော့ရှေ့ကိုဆက်ပြီးတော့မရွေ့တော့ဘူးအဲ့လိုဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ task ကို break down လုပ်တဲ့ဥစ္စာကဒီ goal ကို achieve ဖြစ်လာစေဖို့အတွက်မှာအလားအလာပို့ပြီးတော့ရှိစေတယ်ပြီးတော့
ဆိုပါစို့နော်3လမှာတော့10ပေါင်ကဲတစ်လခွဲပြီးငါဘယ်နာရောက်နေပြီလဲလို့ကိုယ့်အကူပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လေပြန်ကြည့်ဖို့အတွက်ကို့မှာပြစီရလက်ရှိတယ်။အော်ငါဒါဘလောက်တော့ဖြစ်ပြီးပြီပေါ့တစ်လခွဲအတွင်းမှာငါရဲ့ result ကဘလောက်ရှိပြီငါဘလောက်ဆက်သွားရအောင်မှာပဲဆိုတာကိုယ့်အကူ mapping ချလို့ရတယ်မြင်ရတယ်ပေါ့။အဲ့လိုမြင်ရတဲ့အတွက်ကြောင့်မလို့ဆက်သွားရတာလေတွေ့စီတယ်ပေါ့နော်။ဒါကဒုတိယအချက်ဖြစ်ပါတယ်။ဒီအချက်နဲ့ကပ်ပြီးတော့ပြောချင်တာတခုကလေလူတွေကထင်ကြတာပေါ့နော်ကိစ္စတစ်ခုအထမြောက်တယ်မမြောက်ဘူးဆိုတာဟာ external factor တွေဖြစ်တဲ့ဟာနိုင်ငံရေးကမကောင်းလို့စီးပွားရေးကကျနေလို့လူတွေက mindset တွေဘလို့ဖြစ်လို့ဘာဖြစ်လို့အဲ့လိုတော့အများကြီးပြောစရာတွေရှိတာပေါ့ဒါလည်းမမားပါဘူးပြောစရာတွေလည်းအများကြီးရှိနေရဆိုတာကိုလည်းလက်ခံပါတယ်ပေါ့နော်အဲ့လိုပြောစရာမရှိနေဘူးလို့ပြောရင်ကျွန်မတို့အကုန်ဝိုင်းမုန်းကြမှာပေါ့နော်ပြောစရာတွေတော့အများကြီးရှိပါတယ်မှန်တယ်ဒါပေမဲ့လေကိုဘဝမှာကိုဘလောက်အချီးဖြစ်လဲဆိုတာကိုဆုံးဖြတ်တာဟာလေအဲ့ဒီ external factor မဟုတ်ဘူးဒီစကားလဲကောင်းကောင်းကြားပြီးဒါဖြစ်မှာပါလူတိုင်းလည်းပြောကြပါတယ်เนาะအဲ့ဒါပဲကျွန်မထပ်ပြောရမှာပါပဲ external factor မဟုတ်ဘူး internal factor ပါခုနကကျွန်မပြောသလိုပဲကို brain ကကိုယ့်အကိုယုံကြည်မှုရှိရလားဆိုတဲ့ဟာသိရေးကြီးပါတယ်ကျမတို့အုံနှောက်ရဲ့အလုံးလုံးပုံဟာကျမတို့အုံနှောက်ကလေကျမတို့မထင်ထားတဲ့ပေါ့နော်လူသားတယောက်အနေနဲ့စွမ်းဆောင်နိုင်မယ်လို့မထင်ထားတဲ့ကိစ္စတွေအများကြီးကိုကျမတို့အုံနှောက်ကလုံနိုင်စွမ်းရှိတယ် manifestation တွေလို့ပြောပေါ့နော်affirmation တွေလို့ပြောကြိုက်တဲ့နီးစနစ်နဲ့ neuroscience လို့ပြောကြိုက်တဲ့science နဲ့ရောသိပ္ပံနဲ့ရောဝိဇ္ဇာနဲ့ရောရှင်းပြလို့ရတယ် your brain is really powerful သူများကို convince မလုပ်ခင်မှာကိုယ့် brain ကိုယ့်အကိုအရင်convince လုပ်ရမှာသူယုံအောင်လုပ်ရမှာပေါ့တွေ့လားငါဒီဟာကိုစဉ်းစားတယ်ငါဒါကိုဖြစ်ချင်တယ်ပြီးတော့ငါတကယ်လည်းလုပ်နေတယ်10ပေါင်ကတော့မကြသေးဘူးပေါ့နော်ဒါပေမဲ့လည်းအခုတနေ့စာနေနဲ့ငါတကယ် action ယူနေတာတွေ့ရမလားအဲ့လိုမျိုးကိုပြန်ပြီးတော့အယုံသွင်းနိုင်ဘူးလို့ရတယ် it's not about other person validation တခြားလူတွေရဲ့ validation မဟုတ်ဘူးเนาะဟိုတလားခွဲလောက်အတွင်းမှာဟဲ့နင် weight ချနေပိန်လည်းမလာပါလားလို့တယောက်ကလာပြောလဲ you don't need to care about that as long as your brain trusts youကို brain ကသာကိုယုံကြည်မှုရှိရဆိုကျန်တဲ့ကိစ္စကိုဂရုစိုက်စရာမလိုဘူးဒါနံပါတ်1အချက်ပေါ့နော်နံပါတ်3အချက်ကအဲ့ breakdown နဲ့နည်းနည်းလေးတွားပြီးတော့ချိတ်ဆက်မှုရှိတာပေါ့ breakdown လုပ်ထားတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့တစ်လမှာ result တစ်ခုထွက်လာမယ်2လကြာရင် result တစ်ခုထွက်လာမယ်အဲ့ဒီ result တွေထွက်လာတဲ့အခါအဲ့ဒီ result သေးလေးတွေကိုလည်းဂုဏ်ယူပါပေါ့ appreciate လုပ်ကြည့်ပါပေါ့အဲ့လို appreciate လုပ်နိုင်တယ်ဆိုတာလေခုနကကျွန်မပြောသလိုပဲ goal တေချာရှိတယ်အဲ့ဒီ goal ကိုလည်း breakdown လုပ်ထားတယ်ဆိုတော့မှ तू က appreciate လုပ်ရတာလည်းလွယ်တာပေါ့နော်အကုန်လုံးကလုပ်သမျှအရာအလုံးကခုနကကျွန်မ marketing မှာဥပမာပေးသွားသလိုပြဲလျင်းဖြစ်နေတယ်ဆိုရင်တော့ appreciate လည်းလုပ်ဖို့နည်းနည်းခက်မယ်ပေါ့ဥပမာအဖြစ်ကျွန်မ UK ကိုရောက်တဲ့အချိန်မှာပေါ့နော်ကျွန်မရဲ့ class ထဲမှာတော့ကျွန်မကောင်းကောင်း perform လုပ်တယ်လို့ထင်တယ်ပေါ့နော်အများတန်းဒါဟို lecturer နဲ့လည်း discuss လုပ်တယ် team members တွေနဲ့လည်းတကယ်ကို actively discuss လုပ်တဲ့အထဲမှာပါတယ်ပေါ့နော်company မှာလုပ်တဲ့အခါလဲဟုတ်တယ် company မှာလည်းကျွန်မကောင်းကောင်းစကားပြောနိုင်တယ်သူ contribute ကောင်းကောင်းလုပ်နိုင်တယ်ပေါ့ကိုပိုင်လုပ်ငန်းလည်းလုပ်မယ်လဲဆိုတော့ကျွန်မမှာ make customize ဆိုပြီးတော့ marketing agency ရှိတယ် networking ပွဲတွေကိုသွားလို့ပဲဖြစ်ဖြစ်အဲ့လိုတော့ပေါ့နော်ဒီ entrepreneurs တွေသွားတဲ့ training တွေဘာတွေမှာ activity တွေဝင်လုပ်ရမယ်ဆိုတဲ့အခါကျွန်မနှုတ်ကစကားထွက်မလာဘူးကျွန်မထင်တာကျွန်မက corporate မှာကျွန်မယုံကြည်မှုရှိတယ်ပေါ့နော်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်လာရင်မြန်မာပြည်မှာကျွန်မယုံကြည်မှုရှိတယ်နိုင်ငံခြားမှာကျွန်မယုံကြည်မှုမရှိဘူးကိုလုပ်ငန်းကိုဘယ်လိုမိတ်ဆက်ရမလဲတော့မသိဘူးအဲ့လိုမျိုးစဖြစ်တယ်ပေါ့စကားပြောမဲ့ကြံတိုင်းတခုခုမေးခွန်းမေးလိုက်မယ်ကြံတိုင်းတခုခု share လိုက်မယ်ကြံတိုင်းမထွက်လာဘူးဘာလို့မှမသိဘူးအဲ့ဒီ entrepreneur setting မှာကြတော့ကိုကအခုမှစရတာမလို့ဖြစ်နိုင်တာပေါ့နော်ကိုကယုံကြည်မှုမရှိဘူးအတွင်းပိုင်းမှာယုံကြည်မှုမရှိဘူးကိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဲ့တော့စကားကမထွက်လာအဲ့လိုဖြစ်တယ်တော်တော်ဖြစ်တာ even နဲ့နှစ်ခုသုံးခုတက်ဘာမှလည်းဟိုမပြောဖြစ်ဘူးဥပမာ networking လုပ်မယ်ဆိုလို့ရှိရင်အရင်တော့ဆိုရင်ကိုက corporate ကကျွန်မ marketing manager ပါပေါ့ဘယ် company မှာဘယ်လိုလုပ်နေရပါအရင်ပြောရဲတယ်ပေါ့နော်အခုကိုပိုင်လုပ်ငန်းလဲလုပ်ကိုအစကနေလုပ်ရမှာဆိုတော့ကို့မှာပြစီရဘာမှတိတ်မရှိသေးတော့ networking လုပ်တာမှာတော့မှပဲဒီစကားဝိုင်းတေးလေးမှာတော့မှကျွန်မတိတ်ပြီးတော့ဘာမှတိတ်မိတ်မဆက်လိုက်နိုင်ပါဘူးပြောရင်လည်းအတန်လေးကတူတူလေးနဲ့အဲ့လိုဖြစ်တာ confidence လျော့နေတာပေါ့နော်အဲ့ခါကျတော့ကျွန်မဆုံးဖြတ်လိုက်တာပေါ့နော်ကျွန်မရဲ့ goal ကကျွန်မ business ကိုမိတ်ဆက်ပြီးတော့ဒါကျွန်မတို့ခေါ်ပေါ်နေဆို lead လို့ခေါ်တာပေါ့ lead ဆိုတာကိုယ့်ရဲ့ business ကိုစိတ်ဝင်စားတဲ့သူလာမေးတဲ့သူ client တော့ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့အနည်းဆုံးတော့ကိုက lead ရအောင်ယူနိုင်တာပေါ့ okay ဆိုတော့ဒီ2လအတွင်းမှာငါရဲ့ goal ဒီ lead ရအောင်ခေါ်ဖို့မဟုတ်ဘူးငါရဲ့ goal ဟာနံပါတ်1အခုဒီ
networking setting ပေါ့နော် small group တွေထဲမှာစကားပြောကြပြီဆိုလို့ရှိရင်ငါမိတ်ဆက်နိုင်မယ်ငါ business ဘာလဲဆိုတာကိုမိတ်ဆက်နိုင်မယ်အဲ့ဒါကိုလည်းကျွန်မချပါရေးထားတယ်နော်အဲ့ဒါ number 1ပေါ့နော် number 2တချို့ဟိုတွေကြတော့ networking event တွေကြတော့သူတို့မှာ networking လုပ်ရုံတွေမဟုတ်ဘဲနဲ့ talk သေးလေးလည်းပါတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်မမေးခွန်းတစ်ခုခုမေးနိုင်ရမယ် anything မေးခွန်းတစ်ခုခုမေးနိုင်ရမယ်အဲ့ဒါရဲ့တာရီယာတစ်ခုကတော့ဒီကလူတွေအကုန်လုံးကတော့ LinkedIn ကိုအရင်သုံးကြတာပေါ့နော်ဆို entrepreneur တွေဆိုလဲတယောက်နဲ့တယောက်က LinkedIn မှာချိတ်ဆက်ကြတာပေါ့ business ကပေးတယ်ပေးပြီးသွားလို့ရှိရင်ငါတို့ LinkedIn မှာ connect လုပ်ကြမယ်စသဖြင့်ပေါ့ကျမရဲ့ LinkedIn ကိုလည်းဒီ UK မှာ follower နည်းနည်းပိုများအောင်အတွက် grow ဖြစ်အောင်လုပ်နေတာပေါ့အဲ့ဒါဆိုလို့ရှိရင်အနည်းဆုံးက networking meeting မှာလူ9ယောက်တွေ့ရင်ပေါ့နော်လူ9ယောက်နဲ့ conversation ကောင်းကောင်းပြောဖြစ်ရင်အဲ့ဒီ9ယောက်အကုန်လုံးကို LinkedIn ပေါ်မှာ on board လုပ်နိုင်ရမယ်ပေါ့ဆိုအဲ့ဒါကျမကိုပဲကျမကိုဟာအစတော့ကကျမတွေးနေတာငါ client ရှာနိုင်ရမယ်ငါရဲ့ business ကိုငါအရှိကြီးပြောပြနိုင်ရမယ်အဲ့လိုတွေးတဲ့အခါကျတော့လက်ရှိကိုကအစကနေစရတဲ့အချိန်မှာကို့မှာ confidence ကအဲ့လောက်မရှိနေတော့အဲ့လိုအများကြီးစဉ်းစားလိုက်တဲ့အခါကျတော့ငါလောက်သွားနေငါဘယ် lead မှလည်းမရပါလားပေါ့ငါ business လည်းဘယ်သူမှလည်းစိတ်ဝင်စားကြအောင်မေးလည်းမမေးကြပါလားဆိုစိတ်တက်ကကြောက်အောင်အဲ့လိုမဖြစ်ရအောင်အတွက်ဒီ2လအတွင်းမှာကို focus လုပ်တာဒီ lead မဟုတ်ဘူးအခုကကျမပြောတဲ့အချက်3ချက်ပါလို့ကိုက target ထားလိုက်တဲ့အခါအဲ့ဒီအချက်ကြတော့လုံနိုင်တယ်အဲ့ဒါလောက်ကြတော့လုံနိုင်တယ်လုံနိုင်တဲ့ဟာဖြစ်တဲ့အတွက်လူကနည်းနည်းပျော့လာတယ်ဟိုဒီလို networking event တွေသွားနေရတာဟာငါဟာအချင်းကြီးဖြစ်နေပါလားဘာမှလည်း affected လည်းဖြစ်တာမဟုတ်ဘူးတော်ပါပြီသွားမနေတော့ပါဘူးဆိုတော့စိတ်လျှော့တယ် give up လုပ်တဲ့စိတ်မဖြစ်လာတော့ဘူးဆိုတော့နောက်တစ်ဆင့်မှာတော့ okay lead ဖြစ်လို့ရအောင်ပေါ့နော်ဒီ project တွေကို pitch လုပ်လို့ရတဲ့ meeting တွေတက်ခွင့်ရတဲ့အထိအဲ့လိုအဆင့်ကိုရောက်လာမှာပေါ့ဒါပေမဲ့လောလောဆယ်တော့ lead အရင်ခေါ်ပါအောင်ပေါ့နော် LinkedIn မှာလူများလာအောင်အရင်လုပ်ပါအောင်လူများလာတယ်ဆိုတာလေမြန်မာတွေမဟုတ်ဘဲနဲ့ UK ဘက်အတိုင်းဝိုင်းကလူများလာအောင်လုပ်ပါအောင်ပေါ့အဲ့လိုမျိုးကျမတို့အရင်လုပ်ကြည့်တာပေါ့အဲ့လိုလုပ်တဲ့အခါအဲ့2လကကျမအတွက် productive ဖြစ်တယ်ကျမလည်းစိတ်ပျော်နေလူဆိုတာစိတ်ပျော်နေလို့ရှိရင်အလုပ်ကများများလုပ်တယ်ပေါ့လုပ်နိုင်တယ်ပျော်နေလုပ်နိုင်တယ်ပေါ့အဲ့ဒါလေးပြီးသွားတဲ့ခါကျတော့မှနောက်တစ်ဆင့်ကျတော့ lead လေးတွေပါရလာတယ်ဒီ lead ကလည်း client ဖြစ်သွားတယ်ဆိုတာတဲ့သူတို့နဲ့တွားပြီးတော့ coffee တွေပါတောက်တယ်သူတို့ business ကိုလေ့လာကြည့်တယ် UK မှာကျမရဲ့ entrepreneur အတွေ့အကြုံကဘယ်လောက်မှလည်းရှိသေးတာမဟုတ်ဘူး small business တွေကိုဥတည်တယ်လို့ပြောပြမယ် small business တွေအကြောင်းလည်းကျမအသေးချာလည်းမသိဘူးအဲ့တော့ဒီလူတွေနဲ့စကားပြောခြင်းအပြင်ဘာရလာလဲဆိုရင်ဈေးကွက်ကိုကျမနားလည်လာတယ်အော်သူတို့တွေဒီလိုလုပ်ကြရပါလားသူတို့ရဲ့ need တွေက need ပေါ့သူတို့လိုအပ်ချက်တွေကဘယ်လိုဟာမျိုးတွေလဲစသဖြင့် conversation တွေရှိလာတဲ့အခါကျတော့နည်းနည်းပို့ပြီးတော့သဘောပေါက်လာတယ်ပေါ့ဘာလဲဆိုတော့ task ကို break down လုပ်လိုက်တဲ့အတွက်ကြောင့်မလို့အဆင့်တစ်ဆင့်ချင်းစီမှာကိုယ့် achievement သေးလေးတွေကိုကိုက appreciate လုပ်နိုင်သွားတာအဲ့ဒီလုပ်နိုင်သွားတဲ့ appreciation ဟာ next step ကိုသွားဖို့အတွက် motivation ဖြစ်တယ်အဲ့ဒီ motivation ကလိုအပ်တယ်ကျမတို့လိုအပ်တယ်အသွေးတဲ့အသားတွေကလိုအပ်တာဘာဖြစ်လို့လဲဆိုတော့လေကာလအကြာကြီးတစ်ခုခုလုပ်နေပြီးတော့ဘာ result မှမရလာဘူးဆိုရင်လူကရှေ့ဆက်လို့ဘလောက်ပဲစိတ်သက်ခိုင်မာတဲ့သူပဲဖြစ်ဖြစ်အကြောင်းပြချက်တစ်ခုခုပေးပြီးတော့ရှေ့မဆက်ချင်တော့ဘူး give up လုပ်ချင်လာတာအဲ့လိုမဖြစ်ရအောင်အတွက်အဆင့်တစ်ခုချင်းစီကို break down လုပ်ပြီးတဲ့အခါ you gotta appreciate each and every achievement small little achievement ဟိုသူများတွေရဲ့မျက်စိတွေကနေကြည့်လိုက်လို့ရှိရင်ဘာမှအကြီးမဟုတ်ဘူးလို့ထင်ပေမဲ့ကို့အနေနဲ့2လအတွင်းမှာ1လအတွင်းမှာပြည့်မီရမယ်ဆိုတော့ goal သေးလေးတွေကို break down လုပ်ထားတဲ့အခါကိုကအဲ့ဒီဟာကို appreciate လုပ်ဖို့အတွက်ကလွယ်တယ် appreciate လုပ်မိသွားတယ်ငါလုပ်နေတယ်ငါအချင်းကြီးမဟုတ်ဘူးတစ်နှစ်လုံးကြီးနဲ့တော့မကြည့်နဲ့ပေါ့နော်အခုလာမယ်အခုဒီ2လလောက်အတွင်းမှာတော့ငါရလက်လေးထွက်အောင်လုပ်ခဲ့နိုင်တယ်နင်တော်တယ်လုပ်ခဲ့တာကောင်းတယ်ကဲအဲ့ဒီအင်အားလေးကိုသုံးပြီးတော့နောက်တစ်ဆင့်ကိုတက်ကြည့်ကြမယ်ဆိုတာမျိုး appreciate လုပ်လို့ရတယ်ဆိုတော့နံပါတ်3ကျမရဲ့အချက်က appreciate လုပ်ပါတစ်ဆင့်ချင်းစီမှာကိုယ့်ရဲ့ achievement ရလက်သေးလေးတွေကို appreciate လုပ်ကြည့်ပါပေါ့နော်အဲ့ဒါလေးတစ်ခုဖြစ်တယ်နောက်ဆုံးတစ်ချက်ကတော့ consistent ဖြစ်စေချင်တာပါတွေ့ရတာတစ်ခုကဘာနဲ့သွားတူလဲဆိုတော့လေဟိုနည်းနည်းမြင်အောင်ပေါ့နော်ပြောကြည့်တာပေါ့နော် Netflix ကြည့်ကြတယ်မလား Netflix မှာလေဒီနေ့အတွက်ကိုနော် romance comedy လေးကြည့်မှာလား action movie ကြည့်မလား horror movie ပဲကြည့်မလားနော်စစ်ကားပဲကြည့်မလား adventure တွေပါကြည့်မလားမဆုံးဖြတ်ထားတဲ့အခါကျတော့မူက romance မှုလို့ action ကြည့်မဲ့မှုလို့နော်တရေကားကြည့်မဲ့မှုလို့မူကအမျိုးမျိုးဖြစ်နေတော့ horror လေးနည်းနည်းဝင်ကြည့်လိုက်ဘာကြီးလဲကြောက်စရာကြီးမကြည့်ချင်ဘူးဆိုပြီးတော့ romance လေးနည်းနည်းဝင်ကြည့်ပြီးတော့စိတ်ကလေးကဆွတ်ပြန့်ကြည့်နူးလာလိုက်တော်ပါပြီပြင်းစရာကြီးဆိုပြီးတော့ action ဘက်ကိုပြန်ခုန်လိုက်နေ Netflix မှာ
ညတာအချိန်ကုန်သွားတယ်ပေါ့နော်အဲ့ညမှာအချိန်2နာရီရှိရလား3နာရီရှိရလားအချိန်သာကုန်သွားတယ်ဘာနဲ့သွားတူလဲဆိုတော့ Netflix ရဲ့ဟိုဟာထဲမှာဟိုဟာလေးလည်းနည်းနည်းဒီကားလေးလည်းနည်းနည်းဟိုကားလေးလည်းနည်းနည်းဘယ်ကားမှပြီးအောင်မရှိဘူးအဲ့တော့ဘာဖြစ်လဲသိလားအဲ့ညတညကုန်သွားတဲ့အခါစိတ်ထဲမှာ satisfaction မရဘူးမကြည်နူးလိုက်ရဘူးဥပမာ horror ကြည့်ရဆိုရင်လည်း horror ကြီးအရန်ကြောက်ပြီးတော့အရန်ကိုသိရမလားဇက်ကားကဇက်အိမ်အရန်ကောင်းတော့ကြောက်တော့ကြောက်ရပါမယ်အရန်ကြောက်ရပါမယ်ကားကကောင်းတဲ့အတွက်ကြောင့်လို့ကျေနပ်ပြီးကြံခဲ့တာမျိုးလည်းမဖြစ်ဘူး romance ကြည့်ပြီးတော့ဟာမင်းသမီးနဲ့မင်းသားညားကြလေတည်းဆိုပြီးတော့ပျော်ရွှင်စွတ်ပြန့်ပြီးအဆုံးထိမရောက်လိုက်ဘူးဘယ်ဟာမှအဆုံးထိမရောက်လိုက်တော့ဟာငါညတာကုန်သွားတယ်ဘယ်ဟာမှလည်း entertain ဖြစ်တယ်လို့မခံစားလိုက်ရဘူးအဲ့လိုဖြစ်တာအဲ့ဒါအကျန်းဖြစ်ကြတယ်အဲ့ဒါကိုကျမကလက်တွေ့ဘဝဥပမာတွေပါတယ်မပေးတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဟိုနားထောင်နေတဲ့လူတွေထဲမှာ relate လုပ်လို့ရတယ်အများကြီးပါလိမ့်မယ်ပြောလို့ရှိရင်ပြောစရာတွေအများကြီးရှိတယ်ဒါပေမဲ့အချိန်ကုန်ပါဆိုလို့အများကြီးမပြောတော့ဘူးပေါ့နော်အဲ့လိုတိုးစီတွေအရန်လောက်ကြတာပေါ့နည်းနည်းလေးလောက်ကြည့်လိုက်တယ်ရလက်ကထွက်မလာသေးဘူးတော့ပါပြီရလက်လည်းမထွက်ဘူးဘာမှလည်းဖြစ်လာတာမဟုတ်ဘူးဆိုနောက်ကဆုတ်သွားပြန်ဆိုတော့ဘယ်ကိစ္စမဆိုဘလောက်လောက်လုံးလို့ရှိရင်ရလက်ထွက်မှလဲဆိုတဲ့ဟာလေးတစ်ခုကိုကျမတို့သိဖို့လိုတယ်အဲ့ဒီ point ကိုရောက်အောင်အထိတော့ consistent ဖြစ်လေးပေါ့နော်ပုံမှန်လေးတော့သွားဖို့လိုတာပေါ့ကျမတို့ personal brand တိဆောက်တယ်ဆိုတာလဲလူတွေကတကယ်ရုပ်လုံးထွက်လာတော့မှမြင်တာသိလားတကယ် personal brand တစ်ခုကဘယ်အချိန်မှဖြစ်လဲသိလားတစ်နှစ်လောက်ကြာမှဖြစ်တာဟိုကျမအမြဲတမ်း client တွေအတွက် mapping ဆွဲပြီးရင်အဲ့လိုဆွဲလေးရှိတယ်ပထမ3လ first quarter လို့ခေါ်တာပေါ့တစ်နှစ်ရဲ့ပထမ3လဆို first quarter အဲ့ဒါ awareness အဆင့်လောက်ပဲဒီလူတယောက်က personal brand လုပ်နေပါလား तू ကနော်လက်ဝတ်ရတနာ तू က fashion ဘိုင်းလုပ်တာပါလားအဲ့အတိလေးတစ်ခုခေါင်းထဲမှာဝင်သွားဖို့လောက်ပဲအဲ့လောက်ကလေးပဲ awareness ကအဲ့ personal brand ကနေဘာအကျိုးရလက်မှရလာဖို့မဟုတ် like တွေအများကြီးရဖို့တော့လည်းမဟုတ် no just for the awareness ဒီလူ personal brand လုပ်နေတယ်ဒီလူဗီဒီယိုပေါ်လာလို့ရှိရင်ငါကြည့်ရအောင်အဲ့ဒီ feeling လေးတစ်ခုလူတွေကြားထဲမှာရောက်သွားဖို့ပဲပြီးရင်ကျမတို့ engagement လာတယ်ဒုတိယ3လပေါ့နော်6လအတွင်းလောက်မှာ engagement ပေါ့သူစီမှာ comment တွေပေးမယ် share တာလေးတွေပါလေးလည်းဖြစ်လာမယ်အဲ့ဒါဒုတိယ3လလောက်မှာဖြစ်လာတယ်တတိယပေါ့နော်3လပေါ့နော်ဒီ third quarter ခေါ်တာပေါ့အဲ့ third quarter လောက်ကြာတော့မှतू ကကဲတခုခု तू ရောင်းမယ်ပဲထားပါတော့ service တွေပါရောင်းမယ်သူ့အနေနဲ့ value တခုခု propose လုပ်နိုင်တယ်ဆိုရင်အဲ့ဒီ value proposition နဲ့သူနဲ့ကိုချိတ်ဆက်ပြီးတော့သိလာတာဒီ third quarter လောက်မှာဖြစ်လာတာနောက်ဆုံးလ fourth quarter လောက်ကြာမှဒီလူဟာ personal brand ပါလို့သူသာလောက်တာတကယ် consistent ဖြစ်တယ်ပေါ့ပေါ်လိုက်ပြောက်လိုက်ဆိုရင်တော့မဟုတ်ဘူးเนาะနောက်ဆုံးဒီတစ်နှစ်ရဲ့နောက်ဆုံး quarter ကြာတော့မှ तू က personal brand ပါလားဒီအပိုင်းမှာသူ့ကို personal brand အနေနဲ့ယုံကြည်လို့ရပါလားဆိုတာအဲ့လောက်ကြာမှအစောဆုံးဖြစ်တာဆိုတော့ဟိုတပတ်နှစ်ပတ်လောက်ကလေး post တင်လိုက်ပျောက်သွားလိုက်တင်လိုက်ပျောက်သွားလိုက်နဲ့ personal brand လည်းဖြစ်မလာပါလားလို့ပြောလို့မရဘူး it's just one example เนาะအဲ့ဒါဟာဒီမှာမှမဟုတ်ဘူးတခြားကိစ္စတွေမှာလည်းအဲ့လိုမျိုးပဲစီးပွားရေးစလုပ်ကြမယ်ဆိုလို့ရှင်းလဲအဲ့လိုမျိုးပဲတကယ်စီးပွားရေးထဲမှာရေရှည်ရက်တည်နိုင်တဲ့သူတွေဟာ it's not because they are so smart it's because သူတို့မှာပတ်စံတွေအများကြီးရှိလို့ connection တွေအများကြီးရှိလို့ background တွေအများကြီးရှိလို့အဲ့လိုမဟုတ်ဘူးpeople who stay in the game people who remain in the room ဘလို့ဖြစ်ရက်တည်ပြီးတော့ကြံရှိနေတဲ့လူ survive ဖြစ်နိုင်တဲ့သူအထူးသဖြင့်မြန်မာပြည်အခြေအနေမှာအတက်တွေအကြတွေကအများကြီးရှိတယ်တက်တဲ့အချိန်မှာလည်းတက်တယ်ပေါ့နော်တက်တဲ့အချိန်မှာစုဆောင်းလို့ရသမျှကိုကြားတဲ့အချိန်မှာ survive လုပ်ဖို့တောင်းခံဖို့အတွက်သုံးရတာပေါ့အတက်ကြတော့အများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုသုံးရတာဖြစ်တယ်ကျွန်မ client တွေကိုဆိုရင်လည်းပြောဖြစ်တယ်ကိုကတော့ဟုတ်တယ်ဟို service တစ်ခုတည်း product တစ်ခုတည်းနဲ့ပဲအဓိက signature အနေနဲ့သွားခြင်းနဲ့မှန်တယ်ဒါပေမဲ့လက်ရှိနိုင်ငံအခြေအနေနဲ့ကကို business survive ဖြစ်ဖို့ကိုဝန်ထမ်းတွေကိုလစာကောင်းကောင်းပေးနိုင်ဖို့အတွက်ကလည်းဒီဘွားတွေကိုပေါ့နော် product တွေကို service တွေကိုဟိုစုံအောင်ထည့်နိုင်ရတယ်ပေါ့လေကိုယ့်ရဲ့ profession ကတော့ဒီ profession တစ်ခုတည်းပဲဒီ profession ထဲမှာအများကြီးပေါ့နော်ရေရှည်ရက်တည်နိုင်ဖို့ယာတီတိုင်းမှာရက်တည်နိုင်ဖို့အတွက်ကိုproduct service design တွေကိုစုံအောင်ထည့်ရတယ်ပေါ့နော်ဒီ English လို့ဆိုလို့ရှိရင်ပြောကြတာရှိတယ်ပေါ့နော်ဒါ like put your eggs in the different baskets ပေါ့နော်different basket ပေါ့နော်မတူညီတဲ့ချင်းနှောင်းတွေထဲမှာကိုယ့်ရဲ့ eggs ပေါ့ဥတွေကိုနေပြီးတော့ခွဲပြီးတော့ထည့်ပါပေါ့နော်ဂယ်ရီချင်းနှောင်းတစ်ခုခုကြကွဲသွားတယ်ဆိုလို့ရှိရင်လည်းရှိသမျှဥတွေမကုံသွားဖို့အတွက်ပေါ့အဲ့လိုမျိုးသူအင်္ဂလိပ်မှာဆိုရင်တော့အဲ့လိုရှိတယ်ပေါ့ investment လုပ်တဲ့သူတွေဆိုရင်လည်းအဲ့စကားကိုပြောကြတယ်နော် put your eggs in the different basket investment လုပ်တဲ့အခါဥမာခြံမှာလုပ်မှာလားတိုက်ခန်းမှာလုပ်မှာလားဒါမှမဟုတ် bitcoin တွေပါတွေဝယ်ထားမှာလားတနေရာထဲမှာအကုန်လုံးမအော်လိုက်နဲ့တခုခုသာ
ပြဿနာတက်သွားရဲဆိုရင်ကိုမှကုန်းကောက်စရာမရှိမဖြစ်သွားရအောင်အတွက် investment ကိုခွဲထည့်ပါအဲ့လိုပုံစံမျိုးပေါ့ကျမတို့ product နဲ့ service design တွေဆိုလို့ရှိရင်လည်းအထူးသဖြင့်ကိုယ့်ရဲ့ product service design ကယာတီနဲ့လိုက်ပြီးရောင်းရတဲ့ဟာမျိုးဆိုရင်သူ့ယာတီမဟုတ်တဲ့အခါတခြားဘယ် business နဲ့တောင်းခံမလဲဆိုတာကိုကျမတို့စဉ်းစားရတယ်ပေါ့နော်အဲ့လိုစဉ်းစားနိုင်ရတယ်ပေါ့ဆိုတော့တခုခုအဆင်မပြေတော့တာနဲ့ out of the game ဆိုလို့ရှိရင် business ထဲကိုပြန်ဝင်လိုက်ထွက်လိုက်နဲ့အဲ့ business ကဘယ်တော့မှမတက်လာတော့ဘူးအဲ့တော့ you stay in the game for long ပေါ့နော် long enough ပေါ့နော်ခက်ကြာရက်တည်နိုင်ဖို့အတွက်ကအဲ့လိုမျိုးပေါ့ပတ်လဲသွားအောင်အတွက်ကိုလုပ်ငန်းပတ်လဲဖို့အတွက်ကို consistently နေနိုင်ရတယ်နည်းနည်းလေးလုပ်လိုက်ခုနက Netflix လိုမျိုးပေါ့နည်းနည်းလေးကြည့်လိုက်မကြိုက်တော့ဘူးပြန်ထွက်လိုက်နောက်တကားကြည့်လိုက်ဆိုရင်အဲ့ဒါဘယ်တော့မှပြီးမှာမဟုတ်ဘူးเนาะအဲ့ဒါ relationship တွေလည်းအဲ့လိုပဲเนาะ by the way เนาะဟိုနည်းနည်းညာပွေကြတဲ့လူတွေပေါ့ဒီလူတယောက်နဲ့ကြိုက်လိုက်သူ့မှာမကောင်းကွက်လေးမြင်လာလို့ရှင်တော်ပါပြီ relationship ကမကောင်းပါဘူးဆိုပြန်ထွက်သွားလိုက်နောက်တစ်ယောက်တွဲကြည့်လိုက်လူတိုင်းမှာအမြဲတမ်း bright side နဲ့เนาะ dark side ဆိုတာရှိတယ် dark side လေးမြင်လာလို့ရှင်ဒီလူကိုပြန်ဖြတ်လိုက်နောက်တစ်ယောက်တွဲလိုက်ဆိုရင်လေနောက်ဆုံးကြလို့ရှင် you gonna end up alone ဆိုတော့အဲ့ဒါကိုဒါလေးရဲ့ရည်စရာလည်းထည့်ပြောတာပါပေါ့เนาะ be consistent ပေါ့เนาะဆိုတော့အဲ့ဒီအချက်၄ချက်ကိုစဉ်းစားကြည့်ပါအခုမေခွန်းမေးထားတဲ့သူရောသူနဲ့အတူတူဟိုပေါ့နော်ခံစားရတဲ့သူတွေရောဒါလေးကိုစဉ်းစားကြည့်လို့ရပါတယ်ပေါ့နော်ဒီချက်၄ချက်ကိုသာစနစ်တကျလေးအသေးချာလုပ်သွားမယ်ဆိုရင်အဲ့ဒီ feeling တွေကိုချက်ချင်းတော့မဟုတ်ဘူးเนาะထုံးစံတိုင်းအခုချက်ချင်းလုပ်အခုချက်ချင်းဒီ result ရအဲ့လိုတော့မဟုတ်ဘူးပေါ့နော်တကယ်ဒါအဲ့လို plan လုပ်ပြီးတော့အဲ့လို behavior change လေးကိုယ့်အကူလုပ်သွားနိုင်မယ်ဆိုလို့ရှိရင် definitely ပေါ့နော်ကာလတစ်ခုကြာလာတဲ့အခါအဲ့ဒီခုနကပြောတဲ့ feeling တွေဆိုတဲ့ဥစ္စာဟာသူများအကူအညီမရှာဘဲနဲ့သူများကိုသွားပြီးအကြံဉာဏ်တောင်းတာတွေမဟုတ်ဘဲနဲ့တော့ကိုယ့်အကူဖြည့်ရှင်းလာနိုင်တယ်ကိုယ့်အကူ self regulate လုပ်လာနိုင်တယ်အကြောင်းအရာတစ်ခုဖြစ်လာပါလိမ့်မယ်ဆိုတော့ကျေးဇူးတင်ပါတယ်အခုအနီးဆုံးမှာပေါ့နော်အနီးဆုံးကျမတို့ဒီစီမှာလုပ်မဲ့ course ဆိုလို့ရှိရင် communicate to lead ဆိုပြီးတော့မေလထဲမှာ2ရက်တာ Zoom webinar လေးရှိပါမယ်သူကတော့အဓိက leaders တွေအတွက်ပေါ့နော် corporate leaders တွေ entrepreneurship နဲ့ lead လုပ်ရတဲ့လူတွေနောက် community leader တွေပေါ့နော် community ထဲမှာ lead လုပ်ချင်တဲ့လူတွေတနည်းနည်းနဲ့ခေါင်းဆောင်မှုကိုသင်ယူလိုတဲ့လူတွေခေါင်းဆောင်နေရတဲ့သူတွေပေါ့နော်အဲ့လိုလူတွေအတွက်ကိုအဓိကလုပ်ထားတာဖြစ်တယ် leadership မှာအသုံးပြုတဲ့ communication အကြောင်းဖြစ်ပါတယ် leadership မှာအောင်မြင်မြင်effectively ထိထိမိမိเนาะlead လုပ်နိုင်ဖို့ခေါင်းဆောင်နိုင်ဖို့ဆိုတာဟာ communication ကောင်းဖို့လိုတယ်အဲ့ဒီ communication ကလည်းရိုးရိုးမိသားစုမှာသုံးတဲ့အခြေရေးမှာသုံးတဲ့တငယ်ချင်းမိတ်ဆွေနဲ့သုံးတဲ့ပြောရမယ်ဆိုရင်လုပ်ငန်းခွင်မှာရိုးရိုးသုံးတဲ့ leader communication နဲ့လည်းမတူသေးဘူး leaders တွေရဲ့ level မှာသုံးနိုင်ရမယ်တကယ်ကို advanced level communication ဖြစ်တယ်အဲ့ဒီဥစ္စာကိုကျမတို့2ရက်တာ course လေးလုပ်သွားပါမယ်ပေါ့နော်အသေးစိတ်သိချင်လို့ရှိရင်အခုဒီ video ရဲ့comment မှာပေါ့နော်ပင်ထောက်ပြီးတော့ပေးထားတဲ့ link တွေတိုင်းသူမကိုချင်းရဲ့ Facebook နဲ့ Telegram channel တွေမှာ admin ကိုမေးမြန်းစုံစမ်းလို့ရတယ်ဒီဗီဒီယိုကကျွန်မကြိုရိုက်ထားတာဆိုတော့ဘယ်တော့လောက်တက်သွားမလဲတော့မသိဘူးပေါ့နော်March လအတွင်းမှာဟိုဟာကိုဒီ course ကို register လုပ်လို့ရှိရင်3သိန်းခွဲနဲ့ရမယ် April လအတွင်းမှာ register လုပ်ရင်တော့2သိန်းဖြစ်သွားပါမယ် course ကိုတကယ်လုံးမဲ့မေလနဲ့အခုဒီဗီဒီယိုကိုနောက်ပိုင်းကျမှ recorded video ဝယ်ပြီးတော့ကြည့်ကြမဲ့သူတွေအနေနဲ့ဆိုရင်လည်းသူ့ရဲ့မူရင်းစရာ2သိန်းခွဲဖြစ်တယ်ပေါ့နော်အဲ့ကြိုင်2သိန်းခွဲနဲ့ဝယ်ရမယ်ပေါ့အဲ့တော့စောအဲ့ရင်အဲ့ဒါလောက်ဈေးပိုတတ်တာပါမယ်เนาะကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးအကျိုးရှိတဲ့เนาะ topic တွေနဲ့အများတန်းပြန်လာခဲ့မှာဖြစ်တဲ့အတွက်ကျမတို့သူမကိုချင်းYouTube channel လေးကို subscribe လုပ်ထားပေးပါဗီဒီယိုကိုသဘောကျတယ်ဆိုရင် thumb up like ပေးခဲ့ပေးပါဘောเนาะဗီဒီယိုကနေအကျိုးရလဒ်ရှိမယ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေရှိရဆိုရင်လည်း share ပေးလို့ရပါတယ်ရှင်နောက်ပတ်မှာပြန်တွေ့ကြမယ်ကျေးဇူးအများကြီးတင်ပါတယ်